PNP နဲ့ MBA ဘာကိုတက်တင်လဲဘယ်ဟာကကိုတက်တင်လျော်လဲဘယ်ဟာကကိုရဲ့ career လမ်းကြောင်းတွေမှာတင်လျော်မလဲဘာတွေကိုသင်ကြားပေးမှလဲကိုကင်တို့ကအကုန်လုံးအတွက်ရှင်းပြပေးချင်ပါတယ်အချိန်ပေးမယ်ဆိုရင်တော့ PNP က3လကနေ6လအတွင်းဖြည့်ချနိုင်တဲ့ certificate လေးဖြစ်ပြီးတော့ MBA ကတော့ Master Academic Level ဖြစ်တဲ့အတွက်ကြောင့်မလို့2နှစ်ကနေ3နှစ်အတွင်းကြာနိုင်တဲ့ subject လေးပဲဖြစ်ပါတယ်ဘာတွေသင်ကြားပေးမှာလဲ PNP မှာဆိုလို့ရှိရင်တော့ project related information တွေဖြစ်တဲ့ scope schedule cost quality resource management communication time management risk management procurement တွေအပြင်ကို leadership emotional intelligence တွေပါဝင်တာဖြစ်ပါတယ် MBA မှာဆိုရင်တော့ broader information တွေဖြစ်တဲ့ general management strategic leadership strategic management marketing financial change management entrepreneurship human resourcesဘာတွေလိုအပ်လဲ PNP ဖြည့်ဖို့အတွက်ဆိုရင်တော့36နာရီစာလေ့လာသင်ကြားပြီးတော့4နိုင်စာမေးခွန်းကိုဖြည့်ချဖို့အတွက်လိုအပ်ပါတယ် MBA မှာဆိုရင်တော့ assignment based နဲ့ group project based တွေနဲ့တွားတဲ့အတွက်ကြောင့်မလို့ brainstorming တွေ team activity တွေ networking တွေကပို့ပြီးကင်နိုကတော့ MBA က PNP ကိုတပြိုင်နက်တည်းမှာယူထားပြီးတော့ပြမြောက်အောင်မြင်ထားတဲ့အတွက်ကြောင့်မလို့မိကွန်းလေးတွေရှိတယ်သင်ကြားလိုတာတွေရှိရင်တော့ကင်နိုကိုမိနိုင်ပါတယ်တတား